အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဂျီမေးမဖောက်တတ်သူများကိုဂျီမေးဖောက်လဲလေးများဝေပေးခြင်းပါတယ်မလုပ်တတ်သူများလည်းကျွန်တော်နဲ့အတူတူလိုက်လုပ်ကြည့်ဖို့ဖိတ်ခေါ်ဒါဆိုရင်အားလုံးဖွင့်တတ်မယ်ထင်ပါတယ်ကြည့်ရှုပေးတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်